ကလေးထင်းရမယ့်အိမ်ကိုလာတော့ထင်းရမှာအယုတ်ကလေးဖြစ်နေပါတယ်ဂရီတာကလေးထင်းမှုအတွက်တောအုံနာအိမ်ကြီးစီကိုရောက်လာပါတယ်အဲဒီကိုရောက်တော့သူမထင်းရမယ့်ကလေးကတကယ်ကလေးမဟုတ်ပဲအယုတ်ဖြစ်နေတာကိုတွေ့ရတယ်ဆဆချင်းမှာအင်ရှင်လင်မယားကသူ့ကိုစနေကြတာလို့ထင်ပေမဲ့အတီးကြီးတွေပြောနေတာဆိုတော့ဂရီတာလည်းအယုတ်ကိုပုံမှန်လူလိုပဲစကားပြောလိုက်ပါတယ်ဒီအိမ်မှာကျိုးဖုံးတစ်ခုနဲ့ပဲအဆက်အသွယ်လုပ်လို့ရတယ်။သူမတငယ်ချင်းစီကိုဖုံးခေါ်ပြီးတော့အယုတ်ကလေးအကြောင်းကိုပြောပြလိုက်တယ်။တငယ်ချင်းကအဲ့ဒီထူးဆန်းတဲ့အိမ်ကြီးကနေထွက်လာခိုင်းပေမဲ့အကျန်းဖတ်တတ်တဲ့ချစ်သူကောင်းလေးစီကနေထွက်လာတာမို့လို့သူမဒီမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။မနေ့ကျတော့အင်ရှင်လင်မယားခရီးသွားစရာရှိလို့ဆိုပြီးသူတို့သားလေးကိုတေချာဆောက်ရှောက်ဖို့မှာသွားပါတယ်။ပြီးတော့လောရမဲ့တာဝန်တွေကိုစရင်စာပဲနဲ့ပေးခဲ့တယ်။အဖွားကြီးကမထွက်သွားခင်မှာတောင်းပန်ပါတယ်ဆိုပြီးတူတူလေးပြောသွားပါတယ်။ဂရီတာလည်းအယုတ်ကိုအပြင်ကကလထိုင်ပေါ်မှာတင်ထားလိုက်ပြီးတော့ကြည့်ရတာကြောရှမ်းလာလို့အဝတ်နဲ့အုပ်ထားလိုက်ပါတယ်။မိုးချုပ်တော့အယုတ်ပေါ်ကအဝတ်ကအောက်ကိုပြုတ်ကျနေပါပြီ။ဂရီတာလည်းနည်းနည်းလန့်လာပြီးတော့အယုတ်ကိုသူ့ခန်းထဲကကလထိုင်ပေါ်မှာပြစ်တင်လိုက်ပါတယ်။ညသက်ကောင်ကျတော့အိမ်မဆိုးမှတ်ပြီးတော့မှလန့်လို့လာပါတယ်။နောက်တော့ကလင်းကိုတန်ကြလို့အယုတ်ကိုသွားကြည့်ပါတယ်။အယုတ်ကမျက်ရည်ကျနေတာကိုတွေ့ရပြီးနောက်မှအထက်ကိုးပေါ်ကနေရေကျလို့ဆိုတာကိုသိရတယ်။မနေ့ကျတော့တပတ်စာလားစာပေးဖို့အတွက်မဲကွန်းဆိုတဲ့အမျိုးသားရောက်လာပါတယ်။သူကဒီမိသားစုအတွက်အရင်ကတည်းကစားစရာတွေယူလာပေးနေကြကုံစုံဆိုင်ပိုင်ရှင်ဆိုတော့ဂရီတာကအယုတ်အကြောင်းကိုမေးပါတယ်။မဲကွန်ကတကယ်ကလေးရဲ့အုပ်ကူကိုခေါ်သွားပါတယ်။အဲ့ဒီကလေးကရှင်းနေပြည့်မွေးနေမှာပဲမီးလောင်ရင်းနေတည်ဆုံးခဲ့ရတာဖြစ်ပြီးတော့ဒါကိုလက်မခံနိုင်တဲ့အိမ်ပိုင်ရှင်လင်မယားကအယုတ်နဲ့စိတ်ဖြေပြီးတော့မှနေခဲ့ကြတာပါ။မဲကွန်ကညကျရင်မြို့ထဲလိုက်ဖို့ပေးမယ်လို့ကမ်းလှမ်းလာပါတယ်။တယောက်ကသူတို့ကိုပရင်ပေါက်ကနေလမ်းကြည့်နေတာကိုတော့သတိမထားမိကြပါဘူး။ဂရီတာအပြင်သွားဖို့အတွက်ရေမိုးရှိုးပြီးတော့သူထုတ်ထားတဲ့အဝင်းနဲ့ဆွဲကြိုးကိုမတွေ့ရတော့ပါဘူး။လိုက်ရှာရင်းနဲ့မှထက်ခိုးလေကသူ့ဟာသူပွင့်ပြီးတော့မှအောက်ကျနေတာကိုတွေ့ရတယ်။ဂရီတာလည်းရဲဆုံပြီးတော့အပေါ်တက်သွားမှလေကားကချက်ချင်းအပေါ်ကိုပြန်ရောက်လာပြီးတော့ပိတ်ကျသွားပါတယ်။ဂရီတာကတစ်ပြားချားကနေအပြင်ကိုအော်ဟစ်အကူအညီတောင်းပါတယ်။မဲကွန်ရောက်လာတော့အော်ခေါ်ပေးမဲ့လေဝေးလွန်းတာကြောင့်မကြရပါဘူး။မဲကွန်ပြန်သွားပြီးခဏနေတော့အမောင်လေးကနေတစုံတစ်ယောက်တွန်းတာကိုခံလိုက်ရရင်နဲ့မေ့လဲသွားပါတယ်။ဂရီတာနိုးလာတော့မိုးလင်းနေပြီးလေကားတကားကလည်းပွင့်နေပြီးတော့သူ့ဟာသူအောက်ရောက်နေပါပြီ။ဂရီတာလည်းမဲကွန်းကိုဆက်သွယ်လိုက်ပြီးတော့မှအိမ်ထဲမှာတရားရှိမရှိကိုစစ်ဆေးခိုင်းပါတယ်။ဒါပေမဲ့ဘာမှထူးခြားတာမတွေ့ရပါဘူး။ညကျတော့တကားရှိတဲ့မှာပထမဆုံးလာတဲ့ရက်ကပျောက်သွားတဲ့ဖနက်ကိုပြန်တွေ့ရပါတယ်။အယုတ်ခန်းကိုသွားကြည့်တော့အယုတ်ကသူ့ဘက်လှည့်နေပြီးဘေးနားမှာသူ့ကိုလှုပ်ပေးရမယ့်စရင်းစာဘက်ကိုချထားပါတယ်။ဂရီတာလည်းအရန်လန့်သွားပြီးတော့အခန်းထဲကိုပြေးဝင်ပါတယ်။ခဏနေဖုံးဝင်လာလို့ကန်လိုက်တော့သူနဲ့အတူကစားပေးဖို့ပြောနေတဲ့ကလေးတန်ကိုကြားရပါတယ်။နောက်တော့တကားရှိမှတခုခုလာချသွားပါတယ်။ဂရီတာဖွင့်ကြည့်တော့သူစားနေကြပေါင်မိုလေးဖြစ်နေပါတယ်။ကလေးကဝင်းကျင်ဖြစ်နေအယုတ်ထဲမှာရှိနေပြီးတော့ဂရီတာကသူ့လိုရမယ့်တာဝန်တွေကိုမလုပ်တာကြောင့်အယုတ်ကတောင်းကျမ်းနေဆိုတာကိုသိလိုက်တယ်။အဲအားကြောင့်နောက်နေ့ကစပြီးတော့အယုတ်ကိုတကယ်ကလေးလိုဆက်ဆံပြီးကြည့်ရှုပေးတယ်။အင်ရှင်လင်မယားကတော့မြစ်ထဲမှာအတူတူတက်တည်သွားပြီးတော့တယောက်ယောက်အတွက်စာတစ်စောင်ရေးခဲ့ပါတယ်။မဲကွန်ရောက်လာတော့အယုတ်နဲ့တွဲရှိနေတဲ့ဂရီတာကိုတွေ့ပြီးအံ့ဩသွားပါတယ်။အပြင်တူတူသွားဖို့ခေါ်တော့ဂရီတာကအယုတ်ဘက်တစ်ချက်ကြည့်ပြီးတော့ညင်းလိုက်ပါတယ်။မဲကွန်ထွက်သွားတော့အိမ်ထဲမှာဝင်းကျင်တကယ်ရှိရင်အချက်ပြဖို့အတွက်အယုတ်ကိုပြောလိုက်ပါတယ်။ဒါပေမဲ့ဘာမှထူးခြားတာမတွေ့တော့အစားစရာတွေသွားစေးကြော်တယ်။ပြန်လာတဲ့အချိန်အယုတ်ကတခြားနေရာရွေ့နေတာကိုတွေ့ရပါတယ်။ဂရီတာလည်းမဲကွန်ကိုခေါ်ပြီးတော့ပြဖို့လုပ်တယ်။အယုတ်ကိုအခန်းတနေရာမှာထားပြီးတော့5မိနစ်လောက်နေပြန်လာကြည့်တယ်။ဒါပေမဲ့အယုတ်ကခုနကနေရာမှာပဲရှိနေတာတွေ့တော့မဲကွန်ကမယုံပါဘူး။ဂရီတာကနောက်တစ်ခါထပ်ဆန်းကြည့်ပါတယ်။အဲ့ဒီချိန်အယုတ်ခန်းထဲမှာအတန်တချို့ကြားလိုက်ရပြီးတော့သူတို့သွားကြည့်တော့တကယ်ပဲအယုတ်ကတခြားနေရာကိုရွေ့နေပါတယ်။မဲကွန်လည်းဂရီတာပြောတာကိုယုံသွားပါပြီ။နှစ်ယောက်သားအပြင်ဘက်မှာစကားပြောတော့ဂရီတာကသူ့ဤစားဟောင်းအကြမ်းဖက်မှုကြောင့်ကိုဝင်ပြတ်ကျသွားလို့သူ့ကိုထားခဲ့ပြီးဒီကိုရောက်လာရတယ်ဆိုတာကိုရင်ဖွင့်ပါတယ်။ကလေးဆုံးရှုံးရတဲ့ခံစားချက်ကိုနားလည်လို့အင်ရှင်တွေကိုကိုချင်းစာတက်တယ်ဆိုတာကိုဆက်ပြောပြပါတယ်။ညကျတော့မဲကွန်ကမပြန်တော့ဘဲနဲ့ဂရီတာနဲ့အတူတူအခန်းထဲမှာနန်းနေကြပါတယ်။အဲ့ဒီချိန်အဲကန်ကနေပြီးတော့မှသရှင်းတန်အကျယ်ကြီးထွက်လာလို့သွားကြည့်တော့အယုတ်ကိုပါတွေ့ရတယ်။မဲကွန်ကဒီရင်ကြီးထဲမှာမကောင်းတဲ့အငွေးသက်ရနေလို့ဒီကနေထွက်သွားဖို့အကြံပေးပါတယ်။ဂရီတာကအယုတ်ကိုထားမသွားဘူးဆိုပြီးတော့ခေါင်းမှနေပါတယ်။မဲကွန်လည်းအရင်ကသူကြားဦးခဲ့တဲ့ကောလာဟာလာအကြောင်းကိုစပြီးပြောပြပါတယ်။အရင်ကမြို့ကကလေးမလေးတယောက်ဟာအင်ရှင်လင်မယားရဲ့အသားလေးဘရန်နဲ့တပတ်တစ်ခါလာကစားပါတယ်။ဒါပေမဲ့ဘရန်ရဲ့ချစ်နှစ်ပြည့်မွေးနေ့မှာတော့သူမပေါ်မလာတော့ပါဘူး။နောက်တော့တောအုပ်ထဲမှာကောင်းမလေးရဲ့အလောင်းကိုတွေးလိုက်ရပြီးတော့ရဲတွေကအင်ရှင်လင်မယားကိုမင်းမြန်ဖို့ရောက်လာခဲ့တယ်။ဒါပေမဲ့ရုတ်တရက်မီးလောင်မှုဖြစ်သွားပြီးတော့ဘရန်ကလည်းအဲ့ဒီနေရာမှာတည်ဆုံးသွားပါတယ်။ဒါပေမဲ့မီးရှို့တာကဘရန်ဆိုပြီးတချို့ကပြောကြပါတယ်။ဒီเจ้าတွေကိုပြောပြပြီးမယ်ဂရီတာကတော့အင်ရှင်လင်မယားကိုကလေးကြီးဖို့ဂရီပေးခဲ့တာမလို့မထွက်သွားဖို့ပဲစက်ညင်းပါတယ်။ထက်ခိုးမှာသွားဆက်စုကြည့်တော့ဘရန်နဲ့တူတူတွဲရိုက်ထားတဲ့ကောင်းမလေးတယောက်ပုံတွေ့ရပြီးအသက်ခံလိုက်ရတဲ့ကောင်းမလေးဆိုတာကိုသိလိုက်ရပါတယ်။မိုးလင်းလို့အတန်ကြားလို့ဂရီတာသွားကြည့်တော့သူ့အဆက်ဟောင်းကိုးဖြစ်နေတယ်။ကိုကအယုတ်ကိုကြည့်ပြီးတော့လှောင်ရဲပါတယ်။ပြီးတော့မနေ့ကျရင်သူနဲ့ပြန်လိုက်ဖို့ပြောပါတယ်။
အဲ့ဒီချိန်မဲကွန်ရောက်လာတော့ဂရီတာကမိတ်ဆက်ပေးပါတယ်စားစရာစရင်လာယူတာလို့ပြောပြီးတော့ဂရီတာကိုခဏခေါ်ထုတ်လာပါတယ်မဲကွန်ကဂရီတာကိုစိတ်မချဘူးလို့ပြောတော့ဂရီတာကအဆင်ပြေတယ်လို့ပြန်ပြောပါတယ်မဲကွန်ကတော့စိတ်မချလို့ကားထဲမှာပဲအိတ်ဆောက်ပါတယ်ညကျတော့ကိုအိတ်ပျော်နေတော့မှမျက်နှာပေါ်သွေးဆက်တွေကျလာတယ်ဂရီတာလည်းကိုအော်ခေါ်တဲ့အတန်ကြားလို့နိုးလာခဲ့ပါတယ်ပရင်းပေါက်မှာထွက်သွားပြီဆိုပြီးတော့သွေးနဲ့ရေးထားတဲ့စာအုပ်မြင်တော့ဂရီတာရေးတာလားဆိုပြီးတောင်းကြပါတယ်ဂရီတာညင်းတော့အယုတ်လောက်တာလားဆိုပြီးတော့ဂရီတာလက်ထဲကအယုတ်ကိုလူလိုက်ပါတယ်မဲကွန်လည်းအတန်နေကြားလို့ဝင်လာတဲ့အချိန်ကိုကအယုတ်ကိုအားနဲ့ကြမ်းမြင့်ပေါ်ပြစ်ချရင်းနဲ့ခွဲပြစ်လိုက်ပါပြီရိုးရီယာဆိုသလိုပဲတအိမ်လုံးတုံကလာပြီးတော့ကိုကမှန်တဲ့ကနေအတန်တစ်ခုကိုကြားလို့ကတ်ပြီးတော့နားထောင်ကြည့်ပါတယ်မှန်တဲ့ကနေတစုံတစ်ခုကတွန်းကန်လိုက်သလိုဖြစ်သွားတော့ကိုလည်းလွတ်ထွက်သွားပါတယ်ပြီးရနဲ့အထက်ကနေမျက်နှာပုံးဆွတ်ထားတဲ့မီးလောင်တန်ရနဲ့အမျိုးသားတစ်ယောက်ထွက်လာပါတယ်အဲ့ဒီနောက်ကိုကိုတက်ပြစ်လိုက်ပါတယ်သူကတခြားလူမဟုတ်ဘဲနဲ့သေပြီးလို့အားလုံးထင်ထားတဲ့ဗရန်မှာဗရန်ကငငယ်လေးနဲ့ကောင်မလေးကိုတက်လိုက်တာကြောင့်မိဘတွေကတေဆုံးသွားတယ်လို့လူတိုင်းကိုအယုံသွင်းထားခဲ့တာဖြစ်ပါတယ်သူကနှစ်ပေါင်းများစွာနေရန်ထဲမှာနေထိုင်ခဲ့ရတာဖြစ်ပြီးတော့သူ့ရဲ့ကျန်းတဲ့ဇေယျကြောင့်ပဲမိဘတွေကတော့မှကြောက်ရွံ့နေခဲ့ရတာပါဂရီတာတို့လည်းဗရန်စီကထွက်ပြေးနေရင်းနဲ့နေရန်ကြားတဲ့ရောက်တော့ဗရန်နေနေတဲ့အခန်းကိုတွေ့သွားပါတယ်အဲ့ဒါအပြင်အင်ရှင်လင်မယားပို့ထားတဲ့စာအုပ်ပါမြင်သွားပါတယ်စာထဲမှာဂရီတာကဗရန်အပိုင်ဖြစ်သွားပြီးစောင့်ရှောက်ပေးမှမို့လို့သူတို့ထွက်သွားတဲ့အကြောင်းကိုရေးထားပါတယ်မဲကွန်ကဂရီတာကိုပြန်လာခေါ်ပြီးတော့အပြင်တကားနာရောက်တဲ့အချိန်မှာတော့ဗရန်ပေါ်လာပါတယ်မဲကွန်ကဗရန်ကိုတားထားပြီးတော့ဂရီတာကိုတကားရောက်အောင်ဖွင့်ခိုင်းပါတယ်တကားဖွင့်ရတော့မဲကွန်ကဗရန်လက်ချက်နဲ့မေ့သွားပြီးတော့ဂရီတာကအပြင်ကိုထွက်ပြေးသွားပါတယ်အပြင်ရောက်မှမဲကွန်ကိုတွေးမိပြီးတော့မှပြန်လာခဲ့ပါတယ်ဗရန်ကိုတွေးတော့သူထွက်မသွားတော့ဘူးဆိုပြီးတော့မှအချို့တက်လိုက်ပါတယ်ထုံးစံတိုင်းပဲအိယာဝင်ခိုင်းပြီးတော့မှအိယာဝင်အနမ်းပေးတဲ့အချိန်ဖွက်ထားတဲ့ဝက်ဦးလက်အချို့နဲ့ဘိုက်ကိုထိုးလိုက်ပါတယ်ဗရန်ကအာတန်တော့ဂရီတာကိုကန်ထုတ်ပြီးတော့လဲပင်းညစ်ပါတယ်ဂရီတာကဘိုက်ကဝက်ဦးလက်ကိုပြန်ဆွဲထုတ်ပြီးတော့နောက်တစ်ချက်ထိုးလိုက်မှငြိမ်ကျသွားပါတယ်နောက်တော့မဲကွန်းကိုသွားပြန်ခေါ်လာပြီးတော့ကားနဲ့အပြင်ကိုထွက်လာရင်းနဲ့ပဲအင်ကြီးကနေလွတ်မြောက်သွားခဲ့ပါတော့တယ်